တင်းကိုလူတယောက်ကမိန်ပေးရင်ဘယ်လောက်ထိလိုက်နာမှာလဲစစ်စေးရေးတစ်ခုတွင်သူစိမ့်တယောက်ကအပြေမားသွားတဲ့အခါမှာသူ့ကိုထိတ်လန့်သွားစေမဲ့ခလုတ်တစ်ခုကိုဖွင့်ချလိုက်တယ်ပြီးတော့ဒါဟာစမ်းသပ်မှုတစ်ခုရဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်။အဲ့ဒီနောက်ခလုတ်သုံးခုကိုထပ်တင်လိုက်တဲ့အခါသူစိမ့်ကအော်ဟစ်ပြီးရက်ခမ်းရတဲ့အထိပိုမိုပြင်းထန်တဲ့လျှက်စစ်တုံလုံးမှုတွေကိုလွတ်ခဲ့တယ်။ဒီလိုနဲ့တခွဲခန်းအင်ဂျီနဲ့တယောက်ကဆက်လုပ်ခိုင်းတဲ့အခါခလုတ်တစ်ခုထပ်ဖွင့်လိုက်ပြီးအဲ့ဒီသူစိမ့်ကနာကျင်စွာနဲ့ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။နောက်ပြီးတခွဲခန်းအင်ဂျီဝတ်ထားတဲ့တယောက်ရဲ့စကားကိုအဘိုးကြီးကဆက်ပြီးနားထောင်နေတယ်။တကယ်တော့အဘိုးကြီးမသိသေးတဲ့အချက်ကတုံလို့ချောက်ချမှုတွေဟာအမှန်တကယ်မဟုတ်ပဲတရုတ်ဆောင်တူကအယောင်ဆောင်ထားတာဖြစ်တယ်ဆိုတာပါအဘိုးကြီးကအမှန်တကယ်စမ်းသပ်မှုတစ်ခုကိုပါဝင်နေရတယ်လို့ထင်ပြီးတခွဲခန်းဝတ်စုံနဲ့ဝင်ရောက်လာတဲ့အာနာပိုင်တယောက်ကဆက်လုပ်ပါလို့ညွှန်ကြားလို့အဘိုးကြီးကငိုနေပေမဲ့လည်းအဲ့ဒီလမ်းစဉ်ကိုဆက်လက်လိုက်နာခဲ့ပြီးနောက်ဆုံးမှာကိုလက်နဲ့လူတယောက်ကိုတည်တဲ့အထိထိခိုက်စေခြင်းမိသွားခဲ့တာကိုမြင်ခဲ့ရမှာဖြစ်တယ်။နောက်ပြီးတော့အဲ့ဒီစမ်းသပ်မှုကို60စက္ကန့်အတွင်းမှာအဘိုးကြီးကအမှန်တကယ်လုပ်ခဲ့ပါတယ်။အဲ့ဒါကြောင့်အချိန်တိုအတွင်းမှာပဲတာမန်လူတွေဟာအမိန့်ကိုလိုက်နိုင်ရင်းနဲ့တဖြည်းဖြည်းဘလောက်ထိဒုံဝေးသွားနိုင်ကြသလဲဆိုတာကိုသက်သေဖြစ်ပြသခဲ့ပါတယ်။